အသက်လို့ပြောတဲ့အခါမှာဒရိုက်ပဲပြောရမယ်ထာဝရအသက်ကိုပြောတာဖြစ်တယ်အတိတ်ဘယ်ကပါလဲဆိုမဆုံးနိုင်တော့အသက်ဖြစ်တယ်ကျွန်တော်နည်းနည်းရှင်းပြမယ်ကျွန်တော်တို့မှာအသက်ရှိလားခုအဲ့ဒီအသက်ကပါသက်လဲကျင်းနေတဲ့ expire date ရှိတယ်အားလုံးကိုကြည့်ဘေးလူကြည့်အဲ့အသက်ကတည်းကကုန်သွားမှာဖြစ်တယ်စိတ်မကောင်းဘူးဒါပေမဲ့ဗာလဲအသက်ကတို့အားလုံးသိတယ်မွေးပြီးတော့အသက်တော့ရှိလာတယ်ဒါပေမဲ့အသက်ကဘယ်ဥတီနေလဲတင်းချိုင်းကုန်းဥတီနေတယ်မရောက်ချင်လဲသွားရောက်ချင်လဲသွားပဲနှစ်တရနေရတယ်ကျမကြီးလိုက်စားရတယ်အစီတွေအများကြီးရှောင်ရတယ်ဘလောက်ရှောင်ဘလောက်ကျင့်နောက်ဆုံးမပြောပါလဲကုံဝါပါဒီအသက်ကအဲ့ဒါကြောင့်လူကအသက်တော့ရှိတယ်လို့ပြောတယ်ပျောက်သွားမဲ့အသက်ဖြစ်တယ်မျောလင်းချက်မဲ့တဲ့အသက်ဖြစ်တယ်အနာဂတ်မရှိတဲ့အသက်ဖြစ်တယ်အနာဂတ်ကိုစဉ်းစားလိုက်ပျက်စီးခြင်းမှာအဆုံးသတ်မဲ့အသက်ဖြစ်တယ်အဲ့တော့ပျောက်သွားမဲ့အရာတခုကတကယ်တော့ကိုယ်အပိုင်မရတာမရှိသေးတာဖြစ်တယ်အဲ့တော့ကျန်တာပြောမဟုတ်ဘာရှိလဲပြတ်တယ်မှာထာဝရအသက်ဆိုတာရှိတယ်အနာဂတ်ကြည်တိုင်းဘရောမှမဆုံးရှုံးသွားပဲအမြဲတမ်းတည်သွားမဲ့ထာဝရအသက်ရှိတယ်အဲ့ဒီအသက်ကိုရစေဖို့တမင်တကာဒီလောက်ပဲရွေးပြီးဖော်ပြထားတာ